Okay ဒီနေ့ကတော့ပတူနန်းတစ်ဝိုက်မှာတောင်းချမ်းနေတဲ့လူလိန်တွေဘလို့ပုံစံလိန်နေလဲဆိုတာကိုလာပြပေးတာဒီလူလိန်တွေကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းတော်တော်များများသိကြမှာပါဒီကောင်တွေကိုအာရက်လူလိန်တွေလို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေတော်တော်များများသိကြတယ်တချို့ကလည်းပြောတယ်အာရက်ကကောင်းနေမဟုတ်ဘူးတူရကီကကောင်းနေလို့လည်းပြောကြတယ်ပေါ့နော်သူတို့ဘယ်နိုင်ငံသားလဲဆိုတာကိုတော့ဘယ်သူမှလည်းတိတ်တိတ်ဆာဆာမသိပါဘူးကျွန်တော်မြန်မာနိုင်ငံသားတွေတော်တော်များများလည်းအလိန်ခံရဘူးတဲ့ကွာ yes ခါတော့တိုင်ပြီးသွားလို့ရှိရင်လည်းတိုင်နာတာပဲရှိရဲ့ဘယ်တော့မှကိုယ့်ပတ်စံပြန်ရတယ်ဆိုတာမရှိဘူးကွာအခုဒီဗီဒီယိုကတော့ Central Wall မှာရှိတဲ့ဒီ Uniqlo ထဲမှာရိုက်ထားတာအဲ့မှာအင်ဂျီအပွင့်နေအခက်တွေဝတ်ထားတဲ့ကောင်ကလူလိန်तू ကတစ်ဖက်ကဒီအင်ဂျီပြောင်ဝတ်ထားတဲ့ဒူစီကနေဒီပတ်စံနေတောင်းကြည့်နေတာကွာဒါပေမဲ့တစ်ဖက်ကဒီအင်ဂျီပြောင်ဝတ်ထားတဲ့ကောင်ကလည်း तू ကလည်းဟိုလဲတယ်လို့ပြောရမှာဟိုပတ်စံကိုတိတ်ပြီးတော့မထုတ်ပြအောင်ကွာထုတ်ပြနက်ဆယ်တန်းနေပါထုတ်ပြနေအောင်အိတ်ထဲကပတ်စံကိုကွာဟိုပတ်စံအိတ်ထဲကပတ်စံကိုအတင်းနဲ့ထုတ်ခိုင်းနေအဲ့မှာဗီဒီယိုခိုးရိုက်နေရလေတိတော့နောက်ဆုံးနှမ်းလေးမှာတို့ဒီလူလိန်နဲ့တစ်ဖွဲ့တည်းဟိုနောက်ထပ်အမျိုးသားတစ်ယောက်ပါတယ်ဒီကောင်ကလာပြီးတော့ဂျားနေဝင်ပြီးတော့လာကွယ်လိုက်တယ်အင်ဂျင်နဲ့လာကတာဗီဒီယိုခိုးရိုက်နေရလဲတိတော့ဒီအောင်နေခုနောက်ပိုင်းဒီ Uniqlo တို့ Zara တို့အထဲထီကိုပါဝင်ပြီးတော့လိန်နေကြပြီတော်တော်ဆိုးဆိုးပဲဒါနီအရှမုတ်ချတော့ငါနော်ချင်းခါခါရင်แต่ว่ามาสุตองอ่ะมาสุตองอ่ะ